စက်ကနာယီပေါင်းများစွာလုပ်ပြီးနောက်ဆုံးမှာအလေးနေတဲ့လှုပ်ဝက်ဆန်းကျဲတဲ့အရာဝတ္ထုကိုတွေ့ရှိပါတယ်။အဲ့ဒီအရာဝတ္ထုနှစ်ခုကိုပေါင်းလိုက်တဲ့အခါ overworld လို့ခေါ်တဲ့အခြားတိုင်းတာတစ်ခုစီကိုသွားနိုင်တဲ့ဖော်ထုတ်တစ်ခုက overworld ကိုချက်ချင်းချစ်မိသွားပါတယ်။အဲ့ဒီကဘာမှာတော့မိနစ်20တိုင်းညရောက်သွားပြီးအရာအလုံးက4000ပုံစံတွေဖြစ်ပါတယ်။စိတ်ကူးထဲမှာထွက်လာတဲ့အရာမှန်သမျှကိုတိစောက်နိုင်ပြီးတိုးမွေးနဲ့အိမ်တောင်ဆောက်နိုင်ပါတယ်။နေကင်းဘက်မှာကဘာကြီးကလှပပေမဲ့ညဘက်မှာတော့ဇွန်ဘီတွေကိုရှောင်ဖို့အိမ်ထဲမှာပဲနေရပါတယ်။မနက်တနေ့မှာတော့တိုက်ခိုက်စိတ်ပြင်းတဲ့ဝမ်ပလွေတစ်ကောင်ကိုတွေ့ပြီးအယိုးတစ်ချောင်းကျွေးလိုက်တဲ့အခါဝမ်ပလွေကမိတ်ဆွေဖြစ်သွားပါတယ်။ Steve ကအဲ့ဒီဝမ်ပလွေကိုမွေးစားပြီး Dan နဲ့လို့နာမည်ပေးလိုက်ပါတယ်။နှစ်တွေကြာလာတဲ့အခါ Steve နဲ့ Dennis တို့ဟာနေမြေနဲ့ခီးသွားပြီးအံ့အားသင့်စရာအဆောက်အဦမျိုးမျိုးကိုဆောက်လုပ်လာကြပါတယ်။တနေ့မှာတော့လှုပ်ဝက်ဆန်းကျဲတဲ့အပြက်စီးဆောက်ဦးတွေနဲ့ဘလော့တစ်ခုပျောက်နေတဲ့တစ်တာတစ်လုံးကိုတွေ့ရှိပါတယ်။ Steve ကပျောက်နေတဲ့ဘလော့ကိုပြန်ထည့်ပြီးပြုပြင်လိုက်တဲ့အခါဖော်တော့အသစ်တစ်ခုပေါ်လာပါတယ်။ Jack နဲ့ Dennis တို့ကချက်ချင်းဝင်သွားပြီးနတ်တဆိုတဲ့ကဘာကိုရောက်သွားပါတယ်။ကဘာမှာတော့ပျော်ရွှင်မှုဖန်တီးမှုဆိုတာမရှိဘဲကိုသာရှာနေတဲ့ Piglin တွေရှိပါတယ်။သူတို့ရဲ့ခေါင်းဆောင်ကတော့ Overworld ကိုချုပ်ဖို့အစွမ်းထက်အလင်းရောင်လုံးကိုရှာနေတဲ့မကောင်းဆိုးဝါးမော်ဆရာမ Morgus ဖြစ်ပါတယ်။ Steve ရဲ့အလင်းတောက်နေတဲ့အရာဝတ္ထုကအဲ့ဒီဝဖြစ်တာကြောင့် Morgus ကခိုးယူသွားပြီး Overworld ကိုထိန်းချုပ်ဖို့အစီအစဉ်ဆွဲပါတော့တယ်။ Steve နဲ့ Dennis တို့ကိုအကျဉ်းချထားပေမဲ့ Dennis ကစောင့်တယောက်စီကတော့ကိုခိုးယူပြီးလွတ်မြောက်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာ Web ကိုပြန်ရယူပြီး Steve က Dennis ကိုအမှန်တကယ်ကဘာထဲကသူ့အိမ်ကိုယူသွားခိုင်းပါတယ်။ Piglin တချို့က Steve ကိုပြန်ဖမ်းမိပြီးတချို့က Dennis ကိုလိုက်ဖမ်းကြပေမဲ့ Overworld ထဲကိုဝင်လာတဲ့ Piglin တွေကဇွန်ဘီအဖြစ်ပြောင်းသွားလို့ပြန်လဲထွက်သွားရပါတယ်။ Henry ကကြောင်းသွားတဲ့လမ်းမှာ Garrett ရဲ့ Retro ဆိုင်ကိုတွေ့ပြီးအထဲဝင်ကလှပပစ္စည်းတွေကိုကြည့်ရှုသဘောကျနေတဲ့ Garrett ကဒီအခွင့်အရေးကိုအသုံးချပြီးသူ့မန်နာရှစ်အစီအစဉ်ကိုကြော်ညာလိုက်တယ်။ Henry ကဘဝအကျဉ်းချင်းတောင်းလိုက်တဲ့ Garrett ကခါချင်းငွေတောင်းပြီးငွေစားပီစာကိုယူသွားတယ်။ Garrett ကအတိတ်ပဲမရှင်းလင်းတဲ့အပိစကားတွေပြပြီးအဖွဲ့လိုက်လှုပ်ဆောင်မှုကအရေးကြီးကြောင်းကိုတတိပေးလိုက်ပါတယ်။ကြောင်းရောက်တဲ့အခါ Henry ရဲ့ပထမတန်းကအမှုပညာဖြစ်ပြီးဆရာကငပြောသီးနဲ့လိမ္မော်သီးကိုရေးခိုင်းတယ်။တာမန်တည်ငြိမ်ပုံရေးမဲ့အစား Henry ကချက်ပတ်ပါငပြောသီးကိုရေးလိုက်တယ်။ဆရာကတာဝန်မလိုက်နာဘူးလို့ပြစ်တင်ပြီးအတန်းသားတွေကသူ့အတွေးခေါ်တွေကိုလောင်ပြောင်ကြတဲ့သူတို့ကိုမာကြောင်တက်တည်ပြဖို့ Henry ကကျောင်းလိလာရေးခန်းကိုသွားပြီးချက်ပတ်တစ်လုံးတိဆောက်ကရိုးစုရုပ်ပေါ်မှာတက်ဆင်လိုက်တဲ့လူများရှိမှစမ်းသက်ပြန်တန်းစေရာကောင်းကင်ကိုပြန်တက်ပေမဲ့လေထဲမှာပြက်ကျပြီးနာတလီအလုတ်လုတ်တဲ့အာလူးချစ်ဆက်ယုံတဲ့ကိုကျသွားတဲ့အမိုးပေါ်ကအာလူးရုပ်တုကြီးထိခိုက်ပြီးမြစ်ထဲကိုကျသွားတယ်။ဒုတိယကျောင်းအုပ်ကဒါကြောင့်ကျောင်းထုတ်ပစ်နိုင်တယ်လို့ပြောပြီး Henry ရဲ့အုပ်ထိန်းသူကိုတွေ့ချင်တယ်လို့တောင်းဆိုတဲ့နာတလီကိုမခေါ်ပဲ Henry က Garrett ကိုဖုန်းခေါ်ပြီးဒေါ်လာ26ပေးမယ်ဆိုကသူ့အန်ကယ်အဖြစ်ဟန်ဆောင်ခိုင်းတဲ့ Garrett က Henry ကိုလာခေါ်ပြီးဒုတိယကျောင်းအုပ်မကနာမည်ကြီးသူနဲ့တွေ့လိုက်ရတယ်လို့စိတ်လှုပ်ရှားက Henry ကိုပြန်လွတ်လိုက်တဲ့ဆိုင်ကိုပြန်ရောက်တော့ Henry ကသူ့အတွေးခေါ်တွေမအောင်မြင်လို့ပင်ပန်းစိတ်ကုန်ပြီးမှတ်စုစာအုပ်ကိုပစ်ချလိုက်တဲ့အဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့အမွေအနှစ်ပစ္စည်းတွေကိုမြင်ပြီးဘာလုပ်နိုင်လဲဆိုတာမိတဲ့ Garrett ကအတူပါတဲ့စာရွက်ကိုဖတ်ရမှာပစ္စည်းတွေကိုပေါင်းမထားရဘူးလို့ရေးထားတယ်။ Henry ကတော့မထောက်ထားပဲပေါင်းလိုက်တဲ့အခါ off ကလင်းလာပြီး Garrett ကစာရွက်ရဲ့နောက်ဘက်ကိုဖတ်ရမှာ off ရဲ့ယတနာကိုရှာဖို့ကြည့်တာအလွန်အန္တရာယ်ကြီးတယ်လို့တတိပေးထားတဲ့အချိန်အနည်းငယ်အကြာမှာနာတလီက Henry ကိုမတွေ့လို့ဖုန်းလည်းမကင်တာကြောင့်စိတ်လှုပ်ရှားနေတယ်။ဒေါင်ကစက်ယုံဖြစ်ရဲ့နောက်ွယ်မှာ Henry ရှိတယ်လို့ပြောပြီးဖုန်းလိုက်လံရှာနီးကိုတင်ပေးကဒေတာခံမိုင်းတွင်မှာရှိနေကြောင်းတွေ့ရှိစေတဲ့တစ်ဖက်မှာ Garrett နဲ့ Henry ကမိုင်းတွင်ထဲဝင်သွားပြီးဒီနှစ်ကအဝေးကနေစောင့်ကြည့်နေတယ်ဆိုတာမသိကြဘူးသူတို့ကလင်းလက်နေတဲ့ပေါ်တွေကိုတွေ့တဲ့အချိန်နာတလီနဲ့ဒေါ်လဲရောက်လာကြတဲ့အော်ကပေါ်တယ်နဲ့အင်အားရောင်ကြီးနဲ့ချိတ်ဆက်ပြီးဟင်သူတို့အားလုံးဟာပေါ်တယ်တဲ့ကိုဆွဲယူခံရပြီးတခြားကဘာတို့ရောက်ရှိသွားပါတယ်။ရပြီးအလှပမြင်ကွင်းကိုကြည့်ကအံ့အားသင့်နေကြတဲ့ Garrett ကပန်းရောင်တို့တကောင်ကိုမြင်ပြီးစကားပြောဖို့ကြိုးစားတာကြောင့်အခြားသူတွေပါသူ့နောက်လိုက်သွားကြတဲ့နှစ်တကဘာထဲမှာမက်ကာဆာရဲ့မော်အင်အားကပြန်ရောက်လာတာကိုသိရှိသွားပြီးနှစ်ပေါင်းများစွာခန်းကျင်းထဲမှာချုပ်နှောင်ထားခံရတဲ့ Steve ကိုတွားတွေ့ပါတယ်။မက်ကာဆာကအော့ကိုသူမစီယူလာပေးနိုင်ရင်ပြစ်လင်တွေကို Steve ကိုလွှတ်ပေးခိုင်းမယ်လို့ပြောပါတယ်။အဲ့ဒီအခွင့်အရေးကိုအသုံးချပြီး Steve ကပြစ်လင်တွေကနေဓာတ်တလက်ကိုပိုးယူလိုက်ပါတယ်။ Steve ကတိုက်ခိုက်မလို့လှုပ်ချိန်မှာပဲမက်ကာဆာကဒန်းနှစ်ရဲ့လက်ပတ်ကျိုးကိုထုတ်ပြပြီးဝမ်ပလွေကိုသူမရဲ့အကျဉ်းသားလိုတရုပ်ဆောင်ပါတယ်။ Steve ကကိုမယူလာနိုင်ဘူးဆိုရင်ဒန်းနှစ်ကိုတက်ပစ်မယ်လို့ချိန်ချောက်ပါတယ်။အဲ့ဒီနောက်ဇလန်းက Garrett စီပြန်ပြောင်းပြီးတိုးတွေနဲ့ဆက်သွယ်ဖို့ကြိုးစားပေမဲ့ဘာမှဖြစ်မလာခဲ့ပါဘူး။ရုတ်တရက်ညအမှောင်ကျလာပြီးမီးလောင်များတွေကိုပြစ်ခတ်နေတဲ့စပိုင်ဒါစီအယိုးတက်သားအုပ်ကြီးကအဖွဲ့ကိုဝင်တိုက်ခိုက်လာပါတယ်။လူတွေကချက်ချင်းထွက်ပြေးကြပြီး Garrett ကအပေါက်တစ်ခုထဲကျသွားတာကြောင့်အခြားသူတွေကနေခွဲခွာသွားပါတယ်။အယိုးတက်သားတွေကကျန်တဲ့လူတွေကိုလိုက်လံပစ်ခတ်နေချိန်မှာပဲစပိုင်ဒါတကောင်ခုန်တက်လာပြီးမြားတွေကအဲ့ဒီစပိုင်ဒါကိုသာထိမှန်သွားပါတယ်။မီးလောင်မှုကတော်အတွင်းပြန့်နှံ့လာတဲ့အချိန်မှာ Henry ကမတော်တဆတစ်ပင်တစ်ပင်နဲ့တိုက်မိပြီးတစ်ပင်အပိုင်းတစ်ခုက block အသေးတစ်ခုလိုပြောင်းသွားပါ။အဲ့ဒီ block ကိုစူးစမ်းကြည့်ပြီးနောက် Henry ကတစ်ပင်ကိုထပ်မံလက်သီးနဲ့ထိုးလိုက်ရာ block တွေပိုရလာပါတယ်။အဲ့ဒီအခါမှာပဲ block တွေကိုအဆောက်အဦဆောက်လုပ်ဖို့အသုံးချနိုင်တယ်ဆိုတာကို Henry သဘောပေါက်သွားပါတယ်။ Henry ကချက်ချင်း block တွေကိုထပ်မံကောက်ယူပြီးသူတို့ပုံခိုနိုင်မဲ့အဆောက်အဦတစ်ခုကိုစုပေါင်းဆောက်လုပ်လိုက်ပါတယ်။ဒါပေမဲ့အပြင်မှာကြံခဲ့တာကိုသူမသိသေးပါဘူး။ဖက်မှာတော့အပေါက်တွင်းမှာရှိတဲ့ Garrett ကစွန့်ပစ်ထားတဲ့မြေတူးတစ်ချောင်းကိုတွေ့ရှိပြီး skeleton တွေကမြားနဲ့လိုက်ပစ်နေတဲ့မြန်ဆန်လာမြေတူးထုတ်နေပါတယ်။တူးနေတဲ့လမ်းကြောင်းအစုံမှာဖွင့်လှစ်နေတဲ့အပေါက်တစ်ခုကိုမြင်လိုက်တဲ့အခါ Garrett ဟာအမြန်ပြေးထွက်သွားပြီးမြေမျက်နှာပြင်ကိုပြန်တက်စေတဲ့အပေါက်တစ်ခုကိုတွေ့ရှိပါတယ်။ Creeper တစ်ကောင်ရုတ်တရက်ပေါ်ထွက်လာ Garrett လန့်သွားပြီးဘားကိုလက်သီးနဲ့ထိုးလိုက်ပါတယ်။ Creeper ကအလင်းရောင်တေးထွက်ပေါ်လာပြီးနောက်ထန်စွာပောက်ကွဲသွားရာ Garrett ကထွက်သွားပါတယ်။အဲ့ဒီနောက် skeleton တွေနဲ့ဇွန်ဘီတွေက Garrett ကိုလိုက်လံလိုက်ဖမ်းဆီးလာတဲ့ဖြင့်သူကအမြန်ပြေးထွက်သွားပါတယ်။ဒါပေမဲ့လမ်းမှာကြကြံနေတဲ့အော်တိုကိုတွေးလိုက်တဲ့အခါ Garrett ကအော်ကိုကောက်ယူလိုက်ပါတယ်။ကံမကောင်းစွာနဲ့ပဲညတစင်းကအော်ကိုထိမှန်ပြီးစီးသွားတာကြောင့်ပေါ်တယ်ကချက်ချင်းတောက်ကွယ်သွားပါတယ်။ Garrett ကရှိနေတဲ့အော်အပိုင်းကိုကောက်ယူပြီးအဆောက်အဦဘက်ကိုအမြန်ပြေးသွားပါတယ်။ဒါပေမဲ့အဆောက်အဦမှာမရှိပါဘူး။ဇွန်ဘီတစ်ကောင်နဲ့တိုက်ခိုက်နေစဉ် Charmos တစ်ကောင်ကခေါင်းမိုးပေါ်မှာပေါ်လာပြီးတစ်ဖွဲ့လုံးပေါင်းပြီးအောက်သို့တွန်းချလိုက်ရပါတယ်။မကြာခင်မှာပဲဇွန်ဘီတွေက Garrett ကိုဝိုင်းလိုက်လာလို့ Henry ကနေရံမှာအပေါက်တစ်ခုဖောက်ပြီး Garrett ကိုအတွင်းဘက်ဆွဲသွင်းလိုက်ပြီးပြန်ပိတ်လိုက်ပါတယ်။ကံမကောင်းစွာနဲ့ပဲတစ်ကောင်ကအဆောက်အဦနားကိုရုတ်တရက်ပောက်ကွဲ
ကွဲသွားတာကြောင့်နေရပိုင်းပြိုကျသွားပါတယ်တစ်ဖွဲ့လုံးခေါင်းမိုးပေါ်ကိုအမြန်ပြေးတက်ပြီးထောက်တစ်ဖက်မှာပိတ်မိနေရင် monster အုပ်ကြီးနီးလာတာကိုကြည့်နေကြပါတယ်အဲ့ဒီအချိန်မှာပဲဇွန်ဘီတစ်ကောင်ကိုလှန်တန်နဲ့ထိုးလိုက်ပြီးအဆောက်အဦအောက်ကိုပစ်ချလိုက်တာက Steve ပဲဖြစ်ပါတယ်သူတို့ကိုကယ်တင်ဖို့ Steve ရောက်လာတာပါ Steve ကလှုပ်ရှားမှုမြန်ဆန်တဲ့တိုက်ခိုက်နည်းတွေကိုအသုံးပြုပြီး monster အများစုကိုစီးပစ်လိုက်ပါတယ်နေအောင်ထွက်လာချိန်မှာကြံနေသေးတဲ့ရန်သူတွေကမီးလောင်ပျက်စီးသွားကြပါတယ်အဲ့ဒီနောက် Steve က off ရဲ့အပိုင်းနှစ်ခုလုံးမရှိသေးရင်သူတို့အိမ်ပြန်လို့မရနိုင်ကြမ်းရှင်းပြပါတယ်ခုလေတော့နီလန်ကတော့ Woodland Mansion ကိုတွားရောက်ရမှာဖြစ်ပြီးအဲ့ဒီခီးကအလွန်အန္တရာယ်ကြီးမားတဲ့ခီးစဉ်တစ်ခုဖြစ်ပြီး Steve ကကိုအခကြေးငွေဖြစ်ပေးမယ်ဆိုရင်သူတို့ကိုအိမ်ပြန်နိုင်အောင်ကူညီပေးမယ်လို့ကမ်းလှမ်းပါတယ်အဲ့ဒီအတွက်အဖွဲ့သားတွေကလည်းအဆိုပါသဘောတူညီချက်ကိုလက်ခံလိုက်ကြပါတယ်တစ်ဖက်မှာတော့နောက်တစ်ထဲမှာ Malgasha က Steve ဟာသူမကိုတစ္ဆာဖောက်ခဲ့ပြီးလို့တန်တရားဝင်လာပြီးသူရဲကောင်းတွေနဲ့လိုက်လံဖမ်းဆီးဖို့ General Chungus ကိုအမိန့်ပေးလိုက်ပါတယ်သူမကနေအောင်အောက်မှာလည်းလှုပ်ရှားနိုင်အောင်လုပ်ပေးနိုင်တဲ့အထူးစစ်တစ်မျိုးကိုပါပေးလိုက်ပါတယ် Wowo ကိုပြန်ရောက်လာတဲ့ Steve ကအဖွဲ့သားတွေကိုလက်နက်ပစ္စည်းတွေထုတ်ယူနိုင်ဖို့ Midport Village ကိုခေါ်သွားပါတယ်ဒီနေရာအများစုကိုသူကိုယ်တိုင်တိစောက်ခဲ့တာဖြစ်ကြောင်းနေရာတစ်ခုလုံးကိုကာကွယ်ဆောင်ရှောက်နေတဲ့ Van Jan နဲ့လည်းသူတို့ကိုမိတ်ဆက်ပေးလိုက်ပါတယ် Steve ကစက်သားကိုလာပါအသုံးပြုပြီးဘယ်လိုချက်ရမလဲဆိုတာကိုပါသူတို့ကိုပြပေးပါတယ် Garrett ကတော့အရန်ပူနေတဲ့စက်သားတစ်ပိုင်းကိုကိုက်စားပြပြီးကိုထင်ရှားအောင်ပြသလိုက်ပါတယ် Natalie ကအချိန်မဆွဲတင်လို့အမြန်လုပ်ရအောင်ဆို Steve ကိုပြောပေမဲ့ Steve ကတော့ Henry ကိုသူ့ရဲ့ဖန်တီးနိုင်စွမ်းကိုစူးစမ်းလေ့လာဖို့အချိန်ပေးတင်တယ်လို့ထင်မြင်ပါတယ်စစ်မရှိတော့တဲ့ Natalie ကဒါတွေဟာအမှန်တကယ်လောကမှာသုံးမဝင်ဘူးလို့ပြောပြီး Henry ကိုကြောင်းမှာအရှုံးသမားတစ်ယောက်လိုဖြစ်စေရုံပဲလို့စန့်ကျင်ပြောဆိုလိုက်ပါတယ် Henry ကစိတ်မကောင်းဖြစ်သွားပြီးအနီးဆုံးဆိုင်တစ်ဆိုင်ထဲကိုပြေးဝင်ကဒီနေရာမှာရနိုင်တဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ပစ္စည်းတွေဖြစ်တဲ့လက်နက်တွေကာကွယ်ရေးအဝတ်အစားတွေကို Henry နဲ့ Garrett တို့ကိုပြသပေးပါတယ် Garrett ကဘယ်နေရာမှာချင်းရောက်နိုင်အောင်ပို့ဆောင်ပေးနိုင်တဲ့ပလဲတစ်လုံးကိုတွေ့သွားပြီးအသုံးပြုမိလိုက်တာကြောင့်ချက်ချင်းပဲဆိုင်တကားရှိမှထွက်ပေါ်လာပါတယ်နောက်တစ်ခါ Steve က crafting တပုတ်ကိုဘယ်လိုအသုံးပြုရမလဲဆိုတာကိုသင်ပေးပါတယ်လိုချင်တဲ့ပစ္စည်းကိုဖန်တီးဖို့အတွက်ပစ္စည်းတွေကိုသတ်မှတ်ထားတဲ့ပုံစံအတိုင်းစီစဉ်ထားရပါမယ် Garrett က Nunchucks ကိုပုံမလေးလက်အောင်ပြုလုပ်ထားတဲ့မျိုးစားတစ်ခုကိုဖန်တီးလိုက်ပြီး Henry ကတော့ launcher တစ်ခုကိုဖန်တီးလုပ်ဆောင်လိုက်ပါတယ်အလျှို့ဝှက်နေရာမှာ Garrett ကစာရွက်ထဲမှာဖော်ပြထားတဲ့ယတနာအကြောင်းကို Steve ကိုမေးမြန်းပါတယ်ဒီဒေတာတစ်ဝိုက်မှာတတုတွင်းတွေအများကြီးရှိပြီးအဲ့ဒီကိုသွားရင်အနေရများတဲ့လမ်းကြောင်းကို꿰သွားရမယ်လို့ရှင်းပြပါတယ် Garrett ကအဲ့ဒီနေရာကိုမဖြစ်မနေသွားပေးရမယ်လို့ပြောပြီးမဟုတ်ရင် Wall ကိုမပေးဘူးလို့ချင်းချောက်ပါတယ်အဲ့ဒီအချိန်မှာပဲ Chungus နဲ့သူ့စစ်သားတွေကကားလို့ခေါ်တဲ့ပြန်နိုင်တဲ့တရဝါတွေကိုစီးပြီးရောက်လာကြပါတယ်သူတို့လာရလမ်းမှာရှိသမျှကိုဖျက်ဆီးပြီးရွာသားတွေကိုပြစ်ခတ်ကြပါတယ်ပြစ်ခတ်ခံရတဲ့ရွာသားတွေကကြက်အဖြစ်ပြောင်းသွားကြပါတယ် Steve က Chungus တိုက်ခိုက်ဖို့ပြင်ဆင်နေချိန်မှာ Garrett ကသူ့ရဲကောင်းစတိုင်နဲ့သူ့လက်နက်ထင်ကြီးအောင်ပြသလိုက်ချိန်မှာနောက်မှရှိတဲ့ Steve ကိုပါရိုက်မိပြီးလဲသွားစီပါတယ်အဲ့ဒီချိန်မှာ Chungus က Garrett ရဲ့လက်နက်ကိုဆွဲပြီးလဲချပြင်းထန်ရိုက်နှက်ပါတယ်တွေကသူ့တော့လောင်ချာနဲ့ပြစ်လင်တွေကိုလိုက်ပစ်ပါတယ် Down နဲ့ Natalie ကစပွဲကိုတွန်းလဲပြီးတိုင်လူကန်လိုက်ခါပြစ်လင်တွေကိုခုခံကြပါတယ်အဲ့ဒီနောက်အနီးနားရှိကရိယာတွေကိုယူပြီးတိုက်ပွဲတွေကရန်သူတွေကိုအတူတကွတိုက်ခိုက်ကြပါတယ် Garrett ကတော့အခုချိန်ထိရိုက်နှက်ခံနေရပြီး Chungus ကသူ့ကိုဆက်လက်တိုက်ခိုက်ဖို့လုပ်နေချိန်မှာပဲအိုင်ယွန်ကိုလန်ကပေါ်လာပြီးလက်တစ်ချက်တည်းနဲ့ Chungus ကိုထွက်သွားအောင်ထိုးပစ်လိုက်ပါတယ်ကားတွေကမီးလုံးများဖြင့်ပစ်ခတ်လာတာကြောင့်ရွာလုံးမီးလောင်ကျွမ်းသွားပါတယ် Steve က Henry နဲ့ Garrett ကိုလုံခြုံတဲ့နေရာစီကိုခေါ်သွားပါတယ် Natalie ကသူတို့နောက်ကိုလိုက်သွားခြင်းပေမဲ့မီးလောင်နေတဲ့မီးတောက်တွေကလမ်းကိုပိတ်ဆို့ထားပါတယ်ဒါအောင်ကနောက်မှအိမ်ကြီးမှာပြန်ဆန်နိုင်တယ်လို့ Natalie ကိုပြောပြီးနေရာကနေအမြန်ဆူပြေးဖို့ဖြောင်းဖြတ်လိုက်ပါတယ်သူတို့၃ယောက်ကအမြင့်မားတဲ့အဆောက်အုံတစ်ခုရဲ့အပေါ်ဆုံးထိတက်လာကြပြီး Steve ကသူ့မှာကြံရှိတဲ့အတောင်ပံနှစ်စုံကို Garrett နဲ့ Henry ကိုပေးကပင်လယ်ကိုဖြတ်ပြီးတောင်တန်းတွေဘက်ကိုပြန်တန်းသွားဖို့ပြောပါတယ် Garrett က Henry ကိုရုတ်တရက်တွန်းချလိုက်တာကြောင့် Henry ကအောက်ကိုပြုတ်ကျသွားပေမဲ့သူ့ရဲ့အတောင်ပံကိုဖွင့်နိုင်ခဲ့ပြီးပြန်တန်းသွားပါတယ် Garrett ကလည်း Henry နောက်ကိုလိုက်ပြန်တန်းလာပြီး Steve ကတော့ Garrett ပေါ်ကိုခုန်တက်ကအပေါ်ကနေစီးပြီးလိုက်လာပါတယ်ပြစ်လင်တွေနဲ့ Ghost တွေကသူတို့ကိုမီလုံးတွေနဲ့ Henry တို့ကိုလိုက်လံပစ်ခတ်ကြပါတယ်ပြစ်လင်တေကောင်က Henry ပေါ်ကိုခုန်တက်လာပြီးခြေထက်ကိုလှမ်းဆွဲထားပါတယ် Henry ကသူ့ရဲ့ပြန်တန်းမှုကိုပြန်လည်ထိန်းချုပ်ပြီးဆက်လက်ပြန်တန်းနိုင်ခဲ့ပါတယ် Steve က Garrett ရဲ့စပင်ကိုဆွဲပြီးထိန်းချုပ်ကပြင်မြန်တဲ့လှုပ်ရှားမှုကြောင့် Ghost တကောင်ကိုတောင်နံရံနဲ့တိုက်မိပြီးပျက်စီးသွားစေခဲ့ပါတယ်ဝက်စီးထားတဲ့ပြစ်လင်အဖွဲ့တစ်ဖွဲ့ကသူတို့ဘက်ကိုလှမ်းတွေလိုက်ပစ်ပြီးပြစ်လင်နှစ်ကောင်ကတော့လူတွေပေါ်ကိုခုန်တက်လာကြပါတယ် Steve မလွတ်ကျသွားအောင် Garrett ကသူ့ကိုလက်နဲ့ဖက်ကင်ထားပါတယ် Ghost တကောင်ကအိမ်နောက်ကနေမီးလုံးတွေနဲ့ဆက်တိုက်ပစ်ခတ်နေပြီးလမ်းပိတ်ထားတဲ့ကြောက်တောင်ကိုထိမှန်ကအပေါက်ကြီးတစ်ခုဖြစ်သွားကအဲ့ဒီကြောက်တောင်အပေါ်ဘက်မှာတော့ပြစ်လင်တွေကပိုက်ကုံတစ်ခုနဲ့ကာထား၍စောင့်ဆိုင်နေကြပါတယ်အပေါက်ထဲကို Garrett နဲ့ Steve ကကိုချင်းကပ်ကတင်းဖက်ထားပြီးပြစ်လင်တွေကချော်ရည်တုံမချခင်မှာပဲအဲ့ဒီအပေါက်ထဲကနေဖြတ်ကျော်နိုင်ခဲ့ကြပါတယ်လိုက်လံတိုက်ခိုက်နေတဲ့ Ghost ကတော့သူ့လူတွေရဲ့ပိုက်ကုံကိုတိုက်မိပြီးပျက်စီးသွားပါတယ် Henry ကမီးပန်းတစ်ခုကိုအသုံးပြုပြီးပြစ်လင်ကိုသူ့ပေါ်ကနေကန်ချလိုက်ကအနောက်ကမီးလုံးနဲ့လိုက်ပစ်နေတဲ့ Ghost ရဲ့ပါးစပ်ထဲကိုသူ့မြင်သွားတာကြောင့် Ghost ကပောက်ကွဲသွားပါတယ် Henry ကသူ့အရှိန်ကိုမထိန်နိုင်တော့ဘဲသူ့မိတ်ဆွေတွေကိုတိုက်မိသွားတာကြောင့်သူတို့အားလုံးအောက်ကိုပြုတ်ကျသွားကြပါတယ် Steve မှာရေဘူးတစ်လုံးရှိနေသေးတာကြောင့်မြေပြင်ပေါ်ကိုပစ်ချလိုက်ရရေအိုင်တစ်ခုဖြစ်ပေါ်လာပြီးကံကောင်းထောက်မစွာသူတို့အားလုံးအသက်ရှင်နိုင်ခဲ့ပါတယ်နောက်ပိုင်းတော်တဲ့ကိုခီးဆက်နေချိန်မှာ Steve က Mouse ရဲ့အကြောင်းသူတို့အားပြောပြပါတယ်သူမကတစ်ချိန်လုံးကသမားတရဖြစ်လာခြင်းနဲ့အိမ်မက်ကိုရှိခဲ့ပေမဲ့ပြစ်လင်တွေကသူမရဲ့အရေးချင်းကိုလှောင်ပြောင်ကြပါတယ်သူမရဲ့အဖေကတော့သူမကိုအရှက်ရစေခဲ့တာဖြစ်ပြီးဒီအကြောင်းတွေကြောင့် Marcus ကဖန်တီးမှုဆိုတဲ့အရာကိုလုံးဝနာကျည်းသွားခဲ့ပြခုတော့ All ကိုအသုံးပြုပြီးနေအောင်ကိုဖုံးကွယ်က Overwatch ဖြစ်စီခြင်းနေပါတယ် Steve က Marcus ကို All ကိုမပေးဘူးလို့ကတိပေးပေမဲ့ Dennis ကိုကယ်တင်နိုင်ဖို့ညှိနှိုင်းရေးအတွက်အားထားစရာအနေနဲ့တော့အဲ့ဒီ All ကိုလိုအပ်နေတယ်လို့ပြောပါတယ်နောက်တစ်ထဲမှာ Marcus ကသူ့တာဝန်မအောင်မြင်ခဲ့တဲ့ Chungus ကို Hit ချိန်မောင်းပြီး Great Hawk ကိုလွှတ်ပေးလိုက်ပါတယ် Great Hawk ကလှုပ်ရှားမှုတစ်ချက်တည်းနဲ့ Chungus ကိုတပ်ပစ်လိုက်ပါတယ်အဲ့ဒီနောက် Marcus က All ကိုရယူဖို့ Great Hawk ကိုခိုင်းလိုက်ပါတယ်ရွာဘက်မှာတော့ Down နဲ့ Natalie ကနောက်ဆုံးကြံတဲ့လှေကိုတက်ဖို့ကြိုးစားကြပေမဲ့ရွာသားကလှေကိုလှော်ပြီးထွက်ပြေးသွားပါတယ်မမီတော့ပဲလွတ်သွားခဲ့တာကြောင့်အခြားလမ်းကြောင်းတစ်ခုကိုရှာဖွေဖို့ဖြစ်လာပါတယ်တော်တဲကိုရောက်ချိန်မှာညအချိန်ပြီးစိုက်ပျိုးရေးကိရိယာတွေနဲ့ဇွန်ဘီတွေကိုတိုက်ခိုက်ရင်းလူကြီးဘဝရဲ့တာဝန်ဝတ္တရားတွေဘလောက်ခက်ခဲကြမ်းတမ်းတယ်လဲဆိုတာကိုသူတို့ဆွေးနွေးနေကြပါတယ်ရုတ်တရက်သူတို့နောက်ဖက်မှာဟောင်နေတဲ့ဝန်ပုလွေတစ်ကောင်ပေါ်လာပါတယ်ဒါကရိုးတစ်ချောင်းပေးပြီးသူနဲ့မိတ်ဖွဲ့လိုက်တဲ့အခါဝန်ပုလွေရဲ့လက်ပင်ပေါ်မှာသူ့နာမည်ပါတဲ့လက်ပတ်တစ်ခုပေါ်လာပါတယ်ဒီဝန်ပုလွေဟာ Dennis ပဲဖြစ်တယ်ဆိုတာကိုသိလိုက်ရပါတယ်ဒါက Step ပြောပြခဲ့တဲ့အကြောင်းတွေတဲကနာမည်ကိုမှတ်မိသွားပြီး Dennis ကို Step စီခေါ်သွားပေးဖို့ပြောလိုက်ပါတယ်
အဲ့ဒီအချိန်မှာ Stark ကကောင်လေးတွေကို Redstone Mine တွင်းဘက်ကိုလမ်းလွှဲပြီးခေါ်သွားတယ်။အဲ့ဒီမှာ Garrett ကမတော်တဆထောင်ချောက်တစ်ခုကိုနင်းမိသွားပြီးနေရန်တွေကနေအစုလုံးများပစ်ထုတ်လာကြတယ်။ Garrett ကပြေးလို့စူးစမ်းပေမဲ့ဖူးတစ်လုံးကသူ့ကိုတွန်းထုတ်လိုက်ပြီးလေပေါ်တက်သွားကအောက်ကိုပြုတ်ကျသွားပြီး Garrett ရဲ့ခေါင်းကလီဗာတစ်ခုကိုတိုက်မိသွားပြီးဖုံးထားတဲ့တကားတစ်ချက်ကပွင့်သွားပါတယ်။အဲ့ဒီနောက်မှာတော့ Diamond တွေအများကြီးစုပုံထားတဲ့အကြီးစားအခန်းတစ်ခန်းပေါ်လာတဲ့ Garrett ကအိတ်ကက်တွေထဲကို Diamond တွေထည့်နေချိန် Henry ကဒေါသထွက်သွားတယ်။ဒါကကြိုတင်စီစဉ်ထားတယ်ဆိုတာသူနားလည်သွားလို့ပဲ။အဲ့ဒီအချိန်မှာ Stephen ကအနံ့ဆိုးကြီးတစ်ခုကိုအနံ့ခံမိသွားပြီးမကြခင်မှာကွဲထားကကြီးလိုက်လာနေတာကိုသူတို့သိလိုက်ရပါတယ်။သူတို့၃ယောက်လုံးမိုင်းကားပေါ်ကိုအလင်းအမြန်ခုန်တက်ပြီးမိုင်းတွင်းရဲ့အတွင်းကိုအယမ်းမြန်မြန်ပြေးသွားကြတယ်။ဒါပေမဲ့ခဏလောက်နဲ့ပဲမိုင်းကားကိုစွန့်ရင်ပေးနေတဲ့ Redstone ကအားကုန်သွားပြီးအမောင်ထုအခန်းတစ်ခန်းထဲမှာပဲသူတို့ရက်တန့်သွားကြပါတယ်။အဲ့ဒီအချိန် Stephen ကမီးတောက်တစ်ချောင်းထွန်းလိုက်တဲ့အခါမှာတော့သူတို့ပတ်လည်မှာ Creeper တွေဝိုင်းလာနေတာကိုတွေ့လိုက်ရတယ်။ Great House ကြီးကလည်းနီးလာနေတော့ Garrett ကမိုင်းကားကို Redstone လမ်းကြောင်းဘက်ကိုအားနဲ့တွန်းသွားတယ်။ Henry ကလည်း Creeper တွေကိုရိုက်ခတ်ပြီးတားဆီးနေတယ်။ချိန်ကိုက်နောက်ဆုံးခဏလောက်မှာမိုင်းကားက Redstone လမ်းကြောင်းကိုထိမိပြီးမိုင်းထဲကနေလွတ်မြောက်သွားပြီးနောက်မှာတော့ Creeper တွေကပောက်ကွဲသွားက Great House ကြီးလည်းထိခိုက်လဲကျသွားတယ်။သူတို့၃ယောက်တစ်တော်ထဲကိုရောက်သွားပြီးတဲ့အခါ Henry က Garrett ကိုကိုကျိုးအတွက်ပဲစဉ်းစားနေတယ်လို့ပြောလိုက်တယ်။အဲ့ဒီအချိန်မှာ Garrett ကအရင်လိုစောက်ကြွားပြုလုပ်နေတာကိုရက်လိုက်ပြီးတကယ်တော့သူလည်းကြောက်နေတယ်ဆိုတာကိုဝန်ခံလိုက်တယ်။သူကိုယ်တိုင်ကလည်းမအောင်မြင်တဲ့လူတစ်ယောက်လို့ထင်နေတာကြောင့်ပဲ Henry ကသူ့ကိုတနာမိသွားပြီးနားလည်ပေးလိုက်တယ်။အဲ့ဒီနောက်နှစ်ယောက်စလုံးပြန်လည်တင်းမြတ်သွားကြပြီး Garrett က Orb ကို Henry စီပေးလိုက်တယ်။နောက်ဆုံးတော့သူတို့၃ယောက်လုံးအင်ဂျီစီကိုရောက်သွားကြတယ်။အဲ့ဒီမှာ Steve ကအင်ဂျီရဲ့အထက်၃ထပ်လုံးကိုပြထားတဲ့မြေပုံကိုထုတ်ပြလိုက်တယ်။နေရာတိုင်းမှာအန္တရာယ်များတဲ့ရန်သူတွေကာကွယ်ထားတာကြောင့်စီစဉ်တစ်ခုဆွဲက Garrett နဲ့ Steve ကပထမထပ်မှာ Vindicator တွေရဲ့အာယုံလဲဖို့ရေစရာတေးတန်တွေကိုဖွင့်ပြီးအာယုံလဲပေးနေတဲ့အချိန်မှာ Henry ကတိတ်လေးလက်ပတ်ပြီးဝင်သွားနိုင်လိုက်ပါတယ်။အစမှာတော့ Henry ကအဆောက်တချို့ကိုလွတ်မြောက်အောင်ရှောင်နိုင်ခဲ့ပေမဲ့လေကားစီကိုရောက်တဲ့အချိန်မှာပဲအဆောက်တွေကသူ့ကိုတွေ့သွားပြီးနောက်ကလိုက်လာကြပါတယ်။သူတို့ကလက်နက်တွေနဲ့ထုတ်ပစ်လာတာကို Henry ကအခန်းတစ်ခန်းနဲ့လင်းမြန်စွာဝင်ပုန်းလိုက်လို့ကံကောင်းစွာလွတ်သွားခဲ့တယ်။အဲ့ဒီအချိန်တစ်ဖက်မှာတော့ Garrett နဲ့ Steve ကိုဖမ်းမိသွားပြီးကျိုးဝိုင်းထဲမှာဖမ်းထားလိုက်ကြပါတယ်။ Steve ကိုကျိုးတုပ်ထားပြီး Garrett ကိုတော့သူတို့ရဲ့အပြင်းထန်ဆုံးစစ်တီနဲ့တိုက်ခိုင်းပါတယ်။အဲ့ဒီစစ်တီကကြက်တကောင်စီးထားတဲ့ zombie လေးတစ်ကောင်ပါအကောင်သေးပေမဲ့အပြင်းပြီးနှစ်ယောက်လုံးလိုက်ဖက်ညီ Garrett ကိုထပ်ခါတလဲတိုက်ခိုက်ကြတယ်။တချီမှာ Garrett ကကျိုးဝိုင်းကကျိုးကိုဆွဲပြီးလွတ်လိုက်ရာ zombie လေးဟာလွတ်ထွက်သွားပြီးငိုနေတယောက်ဟန်ဆောင်က Garrett ကအနာကပ်လာချိန်မှာ Garrett ရဲ့လက်ကိုကိုက်ပြီးထပ်မံတိုက်ခိုက်ပါတယ်။ Garrett လဲကျသွားတဲ့အချိန် Steve ကကျိုးတွေကိုဖြုတ်နိုင်သွားပြီးအပေါ်ကနေခုန်လာတဲ့ zombie ကိုခေါင်းနဲ့ဖြတ်တိုက်လိုက်ကကျိုးဝိုင်းထဲကနေပြုတ်ကျသွားပါတယ်။တစ်ဖက်မှာတော့ Henry ကအခန်းထဲကတစ်တာတွေကိုလိုက်ရှာနေရင်တစ်တာတစ်ခုတည်းက Diamond နဲ့လှုပ်ထားတဲ့ပေါက်စိန်တစ်ခုယူထားလိုက်ပါတယ်။ခဏကြာရှာဖွေပြီးနောက် Henry က Wall ရဲ့အခြားပိုင်းတစ်ခုကိုရှာတွေ့သွားတယ်။အဲ့ဒီအချိန်မှာပဲ Enderman ပေါ်လာပြီးသူ့ရဲ့စွမ်းအားနဲ့ Henry ကိုစိတ်ညှို့ပြီးသူ့တငယ်ချင်းတွေကသူ့အားဖြစ်တင်ပြောဆိုနေတဲ့ပုံရိပ်ရောင်တွေကိုပြသနေပါတယ်။အတူရောင် Garrett ကသူ့မတ်စုစာအုပ်ကိုမီးရှို့လိုက်ချိန်မှာ Henry ကသတိပြန်ရလာပြီးလက်မှာရှိတဲ့ပေါက်စိန်နဲ့ Enderman ကိုတိုက်ခိုက်ပါတယ်။ Enderman က teleport လုပ်ပြီးရှောင်တိန်နေပေမဲ့ Henry ကဆက်လက်တိုက်ခိုက်နေလို့နောက်ဆုံးမှာတော့ Enderman ကပျောက်သွားပြီး Pearl တစ်လုံးသာကျန်ရစ်ပါတော့တယ်။အဲ့ဒီ Pearl ကိုကောက်ယူပြီး Henry ကကျမ်းပြင်ကိုတူးကကျိုးဝိုင်းစီကိုခုန်ဆင်းသွားပါတယ်။တငယ်ချင်း၃ယောက်လုံးအင်ဂျီထဲကနေအတူတူထွက်ပြေးနိုင်ခဲ့ပေမဲ့ Malgus နဲ့ Ghost တွေစီးထားတဲ့သူမရဲ့စစ်တပ်ကအပြင်မှာဝိုင်းထားပြီးသားဖြစ်နေတယ်။ Malgus ကမန်တန်ကိုရွတ်လိုက်ပြီး Henry ရဲ့အိတ်ထဲကဝုတ်ကိုဆွဲယူသွားကပြန်ထွက်သွားတယ်။အဲ့ဒီအချိန်မှာပဲ Piglin တွေက Dynamite တွေကင်ပြီးဓာတ်ပေါ်ကိုရောက်လာကြပါတယ်။ထိုချိန်မှာ Garrett က Henry ကို Ghost ကောင်စီကိုပစ်လိုက်တာကြောင့် Piglin တွေကိုတိုက်မိပြပြုတ်ကျသွားကြတယ်။အဲ့ဒီနောက် Steve ကစလိုင်းကျူတစ်လုံးချလိုက်ပြီးအဲ့ဒီပေါ်ကနေ Henry စီကိုခုန်သွားပါတယ်။ဒါပေမဲ့ Garrett ကလိုက်ခုန်ဖို့လုပ်ချိန်မှာ Ghost ကောင်ကလမ်းပိတ်လိုက်လို့သူက Steve နဲ့ Henry ကိုသူမပါပဲထွက်သွားဖို့ပြောပြီးရန်သူတွေကိုဝင်တိုက်ခိုက်ပါတယ်။ခဏအကြာမှာပဲပောက်ကွဲမှုကြောင့်ဓာတ်ပြိုကျသွားပြီး Ghost တွေပါထိခိုက်သွားကြတယ်။ Steve နဲ့ Henry စီးလာတဲ့ Ghost ဟာတစ်ပင်နဲ့တိုက်မိပြီးရေပြင်ပေါ်ကိုပြုတ်ကျသွားပါတယ်။အချိန်နှဲငယ်ကြာပြီးနောက် Steve သတိပြန်ရလာတဲ့အခါ Dennis မျက်နှာကိုရှာနဲ့လှည့်နေတာကိုမြင်လိုက်ရပါတယ်။နောက်မှသိလာရတာက Steve နဲ့ Henry ကိုတားနဲ့ Natalie ကကယ်တင်ခဲ့တာဖြစ်ပြီးမှုအိမ်လေးထဲမှာလုံခြုံအောင်စောင့်ရှောက်ထားကြတာပါ။ Natalie ကအရင်ကပြောခဲ့တဲ့စကားအတွက် Henry ကိုတောင်းပန်လိုက်ပြီးနှစ်ယောက်ပြန်လဲတင်းမြတ်သွားပါတယ်။အဲ့ဒီအချိန်တစ်ဖက်မှာတော့ Malgus က Wall ကို Nether ပေါ်တဲ့အပေါ်မှာတင်လိုက်ရာကလေးစားရောင်ကြီးတစ်ခုထွက်လာပြီးနေကိုဖုံးလွှမ်းသွားတဲ့အခုတော့ရန်သူတွေအားလုံးလက်လှုပ်ရှားနိုင်သွားပြီးပြစ်လင်တွေကလည်း Overworld ကိုလာနိုင်သွားတယ်။ကြီးရွာထဲမှာတော့သူတို့ဒီအဖြစ်အပျက်ကိုသတိထားမိပြီး Henry ရဲ့အကောင်းဆုံးအစီအစဉ်တွေနဲ့တိုက်ခိုက်ဖို့စီစဉ်နေကြတယ်။ Natalie က Diamond နဲ့ဓာတ်တလက်ဖန်တီးလိုက်ပြီးတောင်က skeleton တွေကိုဘုံထောင်ပြီးဖောက်ခွဲဖျက်ဆီးလိုက်ပြီးနောက်တာရဲများနဲ့လည်းမိတ်ဆွေတော်ဖွဲ့ခဲ့ပါတယ်။ Malgus မှာအင်အားတစ်စက်တောင်မကျန်တော့ပဲ Steve ကအလွယ်တကူပဲသူမကိုအနိုင်ယူနိုင်ခဲ့တယ်။ဒါပေမဲ့သူမကိုတက်ပစ်မဲ့အစားစွန့်ပစ်ထားလိုက်ပြီးကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းနဲ့ကိုဘဝကိုကိုရှင်တန်တက်လာအောင်တင်ယူနိုင်ဖို့ပြောခဲ့ပြီးနောက်မှာတော့ဖွဲ့အားလုံးအိမ်ပြန်ဖို့ပြင်ဆင်ကြပါတယ်။ Steve က Dennis ကိုတောင်းနဲ့အတူထွက်သွားဖို့ပြောပြီးခွဲခွာရမယ့်အတွက်နာကျင်ကြွကွဲစွာတချင်းတပုတ်ဆိုပြကနှုတ်ဆက်လိုက်ပါတယ်။ထို့နောက်အဖွဲ့အားလုံးပေါ်တဲ့ကိုဝင်သွားပြီးပျောက်ကွယ်သွားကြပါတယ်။ Steve ကစိတ်လှုပ်ရှားစွာခဏလောက်စဉ်းစားပြီးနောက်မှာတော့သူတို့နောက်လိုက်သွားဖို့ဆုံးဖြတ်လိုက်ပြီးအမှန်တကယ်ကဘာမှာနောက်တစ်ချိန်ပြန်လည်ရှင်တန်ဖို့အစဉ်သင့်ဖြစ်နေစွာပေါ်တဲ့သွားပါတယ်။ချိန်နှဲငယ်ကြာလာတဲ့အခါ Garrett ရဲ့ဆိုင်ကအရင်လိုမဟုတ်တော့ပဲတောက်ပပြီးတက်ဝင်လာပါတယ်။သူတို့အဖွဲ့ဟာကိုပိုင်ဗီဒီယိုဂိမ်းတစ်ခုကိုအောင်မြင်စွာဖန်တီးနိုင်ခဲ့ပြီးဆိုင်ကကလေးတွေအတွက်စုဝေးရနေရာတစ်ခုလိုဖြစ်လာပါတယ်။ Garrett နဲ့ Steve တို့ကတခါတရံဂီတတိခတ်ပြီးတချင်းဆိုပေးကြတာကြောင့်ဆိုင်ထဲကအမြဲပျော်ရွှင်မှုနဲ့ပြည့်နေပါတယ်။တစ်ဖက်မှာတော့ Dawn နဲ့ Dennis တို့ကတိရစ္ဆာန်လေးတွေကိုကင်တွယ်လို့ရတဲ့ petting zoo တစ်ခုကိုဖွင့်လှစ်ပြီးလူကြိုက်များလာကြပါတယ်။ Natalie ကတော့သူမရဲ့အတွေ့အကြုံတွေကိုအသုံးချပြီးကိုယ်တိုင်ကာကွယ်ရေးတင်တန်းတွေစတင်ကြားလာကလူငယ်တွေကိုတမ္မာစေဖို့ကူညီနေပါတယ်။ Henry ဟာလည်းအမှန်တကယ်အသုံးပြုလို့ရတဲ့ jetpack တစ်ခုကိုအောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပြီးကြောင်းမှာစံတက်ပြသတဲ့အခါသူ့ရဲ့အောင်မြင်မှုကလူတိုင်းကိုအံ့အားသင့်စေခဲ့ပါတယ်။ဒီလိုနဲ့သူတို့အားလုံးကကိုယ်ပိုင်လမ်းကြောင်းကိုတွေ့ရှိပြီးဘဝအသစ်တစ်ခုကိုပျော်ရွှင်စွာဆက်လက်ရှောင်လန်းသွားကြပါတယ်။